ကဲတတမီမီလေးတို့ရေမင်္ဂလာပါနော်အခုလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကြည့်ချင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားကြပါနော်ကိုချစ်တဲ့တငယ်ချင်းတွေစီကိုလည်း share လုပ်ပေးပါလို့ပြောချင်ပါတယ်အခုပြောပြပေးမယ်ဇလန်းလေးကအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်ကဲစလိုက်ကြမယ်နော်အခုပြောပြမယ်ပုံမြင်လေးကတော့ရာမမျိုးရဲ့တောအုပ်ကြီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒီတောအုပ်ကြီးကိုစုံစုံဆိုပြီးတော့လူတွေကနာမည်ပေးထားတာပေါ့အဲ့ဒီတောအုပ်ထဲမှာဆိုရင်များပြားလာတဲ့တဝါတွေတာရီထရိတ်ဆန်တွေစသဖြင့်ရှိကြတာပေါ့ကွယ်အဲ့ဒီထဲမှာဘိုလာဆိုတဲ့ဆင်လေးတစ်ကောင်လေးရှိတာပေါ့အဲ့ဒီဆင်လေးကနာမည်နဲ့လိုက်အောင်အရင်ရိုးသားတယ်သူကတဝါတွေအားလုံးကျင်ငတ်တွေအားလုံးနဲ့ချွတ်ချွတ်သားသားစကားပြောတယ်ပြီးတော့သူကအရင်လေးကူညီတတ်တယ်စေတနာလေးကောင်းတယ်ဘိုလာဆိုတဲ့ဆင်လေးကိုဘေးထရိတ်ဆန်ကမှစိတ်ဆိုးဒေါသထွက်တာကိုမမြင်ဘူးကြဘူးလေအဲ့ဒါကြောင့်ပဲတော်ရီယာထရိတ်ဆန်တွေအားလုံးကဘိုလာကိုအရန်ရွတ်တည်လေးစားကြတာပေါ့ဒီလိုနဲ့ဒီနေ့မှာတော့ဘိုလာဆင်လေးရဲ့အမျိုးသမီးကချစ်စရာကောင်းတဲ့ဆင်သီးသီးလေးကိုမွေးဖွားခဲ့ရလေဘိုလာကသူ့သားလေးကိုကြည့်ပြီးတော့ပျော်နေရပေါ့တော်ရီယာတတော်တွေအားလုံးကလည်းဘိုလာဖေဖေဖြစ်တဲ့အထိမ်းအမှတ်အတွက်ကောင်းကြီးတွေပေးနေကြတာပေါ့အဲ့ဒီတည်းကမီးတကောင်ကထပြောတယ်အကိုကြီးဘိုလာအကိုကြီးဘိုလာအကိုကြီးသားရဲ့မျက်နှာအကိုကြီးနဲ့တော်တော်တူတာပဲသိလားဟာအကိုမီးရလေ तू ကကျွန်တော်သားလေကျွန်တော်နဲ့ပဲတူမှာပေါ့ဘာလဲအကိုနဲ့တူချင်းလို့လားဘိုလာစင်ရဲ့စကားကိုကြားပြီးတော့တော်ရီယာတတော်ရီအားလုံးကရီးကြတာပေါ့ကွယ်အဲ့ဒါကိုမီးကစိတ်မကောင်းဖြစ်သွားတယ်ဒါနဲ့မြောက်ကလေးကလည်းထပြောလိုက်တယ်ဟာအကိုမီးရလေနမင်းနဲ့လိုက်အောင်ဘာမှမသိတာပဲနော်အဲ့ဒါကြောင့်မီးဖြစ်နေရအဲ့ဒီအချိန်မှာတမင်လေးကလည်းဝင်ပြောလိုက်တယ်အိုးအကိုမီးရဲ့စကားကိုမပြောခင်အရင်စဉ်းစားကြည့်ရတယ်နောက်စကားပြောမယ်ဆိုရင်အရင်တွေးပြီးမှပြောသင့်မပြောသင့်ချင်းချင်းရတယ်သိရလားသူတို့အားလုံးရဲ့လှောင်ရည်တင်ကိုကြားပြီးတော့မီးကရှက်သွားတာပေါ့ကွယ်သူလည်းရှက်ရှက်နဲ့အဲ့ဒီနေရာမှာပဲတအီအီနဲ့ငိုလိုက်တာပေါ့အဲ့ဒီအချိန်မှာစင်ဘိုလာကဝင်ပြောလိုက်တယ်မင်းတို့ကလည်းစာရင်နောက်ရင်နဲ့အကိုမီးကိုငိုအောင်လုပ်လိုက်တယ်ဘယ်တော့မှလူတယောက်ရဲ့အားနည်းချက်ကိုမလောင်ရဘူးမဆရဘူးအကိုမီးရဲ့သူတို့အားလုံးအစားကျွန်တော်တောင်းပန်ပါတယ်ဗျာတိတ်ပါတော့နော်ဆင်ရဲ့စကားကိုကြားပြီးမီးကလည်းအငိုတိတ်သွားတာပေါ့ပြီးတော့ကလေးကိုကောင်းချီးပေးပြီးအဲ့ဒီနေရာကနေထွက်သွားတာပေါ့ကွယ်အဲ့ဒီတောထဲမှာဘုတ်ဆုံဆိုတဲ့မြေခွေးတစ်ကောင်လေးနေသေးတယ်အဲ့ဒီမြေခွေးဟာအရန်ဆိုပြီးတော့တောရီယာတတော်ရီဆိုရင်လေအနိုင်ကျင့်နဲ့နှိမ့်ဆက်တယ်သူကသူ့ကိုယ်သူတောပြင်းလို့လေပြောသေးတယ်သူကတောထဲမှာမြေခွေးကိုက်တစ်ခုကိုလည်းထောင်းထားသေးတယ်တရက်ကြတော့ဘုတ်ဆုံမြေခွေးကသူ့တပည့်တွေကိုမေးလိုက်တယ်ကဲတငယ်ချင်းတို့ဒီတောရဲ့ဘရင်ကဘာတူလဲဘရင်ကြီးကသာဒီတောရဲ့ဘရင်ပါတကယ်ဆိုရင်တောဘရင်ကချင်းသေးပါနော်တောရီယာတတော်တွေကချင်းသေးကိုမကြောက်ပဲမြေခွေးဘုတ်ဆုံကိုကြောက်ကြရတယ်မြေခွေးအဖွဲတွေကတောရီကိုဘင်လန်းကပဲဝင်လာအဲ့ဒီလမ်းမှာရှိတဲ့ထရိတ်ဆန်လေးတွေကပြေပေါက်မှားကြတာပေါ့ကွယ်မြေခွေးအဖွဲကသူတို့စားခြင်းနဲ့ထရိတ်ဆန်တွေကိုရွေးပြီးတော့တက်ပြက်စားတော့ကြတာပေါ့တကယ်ဆိုရင်တောရဲ့ဘရင်ဖြစ်တဲ့ချင်းသေးရလဲမြေခွေးကိုကြောက်ရတယ်အကြောင်းရင်းကတော့တနေ့မှချင်းသေးကသမင်တကောင်ကိုအမေလိုက်ထားတာပေါ့သူအမေလိုက်ထားတဲ့သမင်ကိုစစားနေတဲ့အချိန်မှာမြေခွေးကရောက်လာပြီးပြောတယ်အိုးအရှင်ဘရင်ကြီးကဒီသားကောင်ကိုအမေလိုက်ထားတာမှန်ပေမဲ့အဲ့ဒီအစားအစာကိုငါပဲစားမှာမင်းကယူနေရလားငါအမေလိုက်ထားတာမင်းဒီကနေတိတ်တိတ်လေးထွက်သွားလိုက်တခုံးမထက်မပြောနဲ့မဟုတ်ရင်မင်းကိုပါရိုက်မယ်တခါတည်းသေသွားမယ်အိုးအဖိုးကြီးဖြစ်နေတဲ့ချင်းသစ်ဖြစ်ချင်အောင်ဖြစ်ဘာလို့လဲဆိုတော့ငါဒီတော့ရဲ့ဘရင်ပဲအဲ့လိုပြောပြီးတော့မြေခွေးကလေချုံပြီးသူ့အဖွဲတွေကိုခေါ်လိုက်တယ်ပြီးတော့မြေခွေးဘုတ်ဆောင်ကပြောတယ်အိုးငါရဲ့အဖွဲသားတွေမင်းတို့အဖွဲသားတွေအင်အားဘလောက်တောင့်လဲဆိုတာဒီအဖိုးကြီးကိုပြလိုက်ကွာပြီးတော့သူအမဲလိုက်ထားတဲ့သားရီကိုစားလိုက်ကြအဲ့လိုအမိန်ပေးလိုက်တော့သူ့အဖွဲသားတွေကချင်းသစ်ကိုဝိုင်းပြီးထူးကြတာပေါ့ချင်းသစ်လေကြာကြာရံမဖြစ်နိုင်တော့ဘဲနဲ့သူ့ရဲ့အစားအစာကိုလက်လွတ်ပြီးပြန်သွားလိုက်တယ်အဲ့ဒီအချိန်မှာမြေခွေးအဖွဲသားတွေကအဲ့ဒီသမင်ကိုဝိုင်းပြီးစားတော့ကြတာပေါ့အဲ့ဒီအချိန်ကလေးကချင်းသစ်ဟာသူတို့ကိုကြောက်သွားတာပေါ့ကွယ်သူတို့ကိုတိုက်ခိုက်ဖို့ဆိုတာသူတယောက်တည်းအားနဲ့မဖြစ်နိုင်ဘူးဆိုတာကိုသူသိသွားတယ်အဲ့ဒီအချိန်ကနေစပြီးမြေခွေးအဖွဲကတောတစ်ခုလုံးမှာဆရာလောက်ကြတာပေါ့ဒီနေ့မှာတော့တောတွေကိုကြောင်လေးတစ်ကောင်ကဘေးပေါက်လေးတစ်ကောင်ကိုဖမ်းပြီးတော့သူ့အိမ်ကိုပြန်နေတာပေါ့အဲ့ဒီအချိန်မှာဘုတ်ဆုံမြေခွေးကလမ်းမှာထိုင်နေတာကြောင်လေးကလည်း
မြေခွေးကိုတွေ့ပြီးတိတ်တိတ်လေးနဲ့သူ့လန်သူသွားနေရပေါ့ကွယ်အဲ့ဒီအချိန်မှာမြေခွေးကကြောင်လေးဘေးကိုတိတ်တဆိတ်နဲ့ပြေးနေရလေငါပြောတာနားထောင်ကြောင်လေးကလည်းပါဇက်ထဲကဘဲပေါက်လေးကိုအောက်ချပြီးကြောက်ကြောက်လန့်လန့်နဲ့ပြန်မေးတာပေါ့ဟုတ်ကိုကြီးမြေခွေးပြောပါဘာပြောချင်တာလဲဗျမင်းသိတယ်မလားတောရဲ့ဘရင်ကဘသူဆိုတာကိုငါတယောက်လုံးဒီမှာထိုင်နေတာမတွေ့ဘူးလားငါ့ကိုမင်္ဂလာပါလို့မနှုတ်ဆက်ပင်နဲ့ထွက်သွားနေတယ်ပေါ့အဲ့ဒီအချိန်မှာကြောင်လေးကအသက်တုံတုံရှိရှိနဲ့ပြောလိုက်တယ်ဟုတ်ကိုကြီးမြေခွေးကျွန်တော်မှားသွားပါတယ်ခွင့်လွှတ်ပေးပါကျွန်တော်အကိုထိုင်နေတာကိုသတိမထားမိလိုက်လို့ပါနုဘေးရပါမလဲတကယ်တောင်းမဲ့ချင်းမင်းအမဲလိုက်ထားတဲ့အဲ့ဒီဘေးကိုငါ့ကိုပေးပြီးရင်လစ်တော့ကျွန်တော်မပေးပါရစေနဲ့ကျွန်တော်သားသမီးတွေအတွက်ကျွန်တော်အမဲလိုက်ထားတာပါဒါတော့မယူပါနဲ့တောင်းပန်ပါတယ်အဲ့ဒါကိုကြားပြီးတော့မြေခွေးဟာကြောင်ရည်ပါကိုရလိုက်တယ်ပြီးတော့ပြောလိုက်တယ်မြေခွေးဘရင်ကညင်းတာလုံးဝမကြိုက်ဘူးဒီမှာအဲ့ဒါကိုထားပြီးပြန်တော့မဟုတ်ရင်မင်းကိုပဲတက်ပြီးစားလိုက်မယ်တနာစရာကောင်းတဲ့ကြောင်လေးကသူ့ကလေးတွေအတွက်အမေလိုက်ထားတဲ့အစာကိုအဲ့ဒီမှာထားခဲ့ပြီးအိမ်ကိုအမြန်ပြေးကပြန်လိုက်ရတာပေါ့ကွယ်အဲ့ဒီလိုပုံစံမျိုးနဲ့မြေခွေကတောထဲမှာရှိတဲ့သတ္တဝါတွေကိုနှိမ့်ဆက်အနိုင်ကျင့်ပြီးတော့နေနေတာပေါ့သူ့ရဲ့မကောင်းတဲ့ခုံတဲ့ကတောထဲမှာရှိတဲ့တရိတ်ဆန်တွေရဲ့ပါဆက်ထဲမှာအမြဲဆွေးနေတာပေါ့ကွယ်တခုသာမနှက်ခင်မှာဘိုလားစင်ရဲ့သားလေးအပူကမြောက်ကလေးရဲ့သမင်လေးတို့နဲ့အတူတူဆော့နေတာပေါ့အဲ့ဒီအချိန်မှာမြေခွေးရောက်လာတယ်ပြီးတော့ပြောလိုက်တယ်။အိုးဘာရင်စာနေရဒီကလေး၃ယောက်ထဲကတယောက်ကိုသာရလိုက်ရင်ရှေ့ပဲဘိုက်လုံးဝပြည့်သွားမှာမြေခွေးကလေးတွေအနားကိုလာပြီးဟောက်နေတာပေါ့ကွယ်မြောက်ကလေးနဲ့သမင်ကလေးကသူ့ကိုတွေ့ရနဲ့ကြောက်ပြီးတော့ပြေးတာပေါ့ဒါပေမဲ့အပူကတော့အဲ့ဒီမှာနေနေသေးတယ်အဲ့ဒီအချိန်မှာမြေခွေးလူရောက်မှတဲ့ရင်နဲ့ပြောလိုက်တာပေါ့ဟာမင်းလို့မလောက်လဲမလောက်စားကဘေးကိုပြေးနိုင်မှာလဲမင်းကဒီနေ့ငါအတွက်နေ့လေစားပဲလာစမ်းပါကွာကျွန်တော်မစားပါနဲ့ဦးလေးကျွန်တော်အခုငယ်ပါသေးတယ်ဟာမြေခွေးပင်ကလက်ထဲရပြီးသားကောင်ကိုဘေးတော့မှအလွတ်မပေးဘူးကွာအဲ့လိုပြောပြီးတော့ဆင်ကလေးကိုရိုက်တော့တာပေါ့ပြီးတော့ဆင်လေးရဲ့ခြေထောက်ကိုကိုက်ထားတာပေါ့ကွယ်အဲ့ဒီအချိန်မှာဆင်လေးကအရဲနာခြင်းလို့အုံကုန်နေတာပေါ့အိုးမေရဲ့နားလိုက်ကြကဲပါအောင်အဖေနဲ့အမေရဲ့ကဲကြပါအောင်နားလို့ပါကဲကြပါအောင်ပြီးတော့ဆင်ပေါက်ကလေးကတတိမွေးပြီးသူ့နှမောင်နဲ့မြေခွေးကိုရလိုက်တယ်အဲ့လိုရလိုက်တာနဲ့မြေခွေးမြေပေါ်ကိုလေးကျသွားတာပေါ့ပြီးတာနဲ့ဆင်ပေါက်လေးကပြေးသွားခဲ့တယ်ပြီးတော့သူ့မိဘတွေကိုငိုယိုပြီးအကြောင်းဆောင်ပြောပြလိုက်တာပေါ့ကွယ်အဲ့ဒီအချိန်မှာဘိုလားဆင်ကမြေခွေးရဲ့လောက်ရက်ကိုအရင်စိတ်ဆိုသွားတာပေါ့ပြီးတော့ဆင်လိုအော်ပြီးမြေခွေးကိုတင်ငယ်စာပေးဖို့အတွက်ထွက်သွားခဲ့တာပေါ့တောရီယာတတော်တွေအားလုံးကအံ့ဩနေခဲ့ကြတယ်ဘယ်တော့မှဒေါသမထွက်တဲ့ဘိုလားဒီနေ့အရန်ဒေါသတွေထွက်နေလို့ပေါ့ဘိုလားဆင်လေးမြေခွေးစီကိုပြေးသွားခဲ့တယ်အဲ့ဒီကိုရောက်တော့မြေခွေးကိုနှမောင်းနဲ့ကင်ပေါက်ပြီးရလိုက်တယ်အဲ့ဒီအချိန်မှာမြေခွေးသူ့ရဲ့တပည့်တွေကိုလေချုံပြီးတော့ခေါ်လိုက်တာပေါ့ကွယ်ဟာဟဲ့ကောင်နေမင်းတို့ဘယ်မှာတင်နေကြတာလဲဒီစင်ယူကငါ့ကိုအယူတခြားအသားတခြားဖြစ်အောင်လုပ်တော့မယ်လာကြကွာကေးကြပါအောင်ဘယ်မှာသွားတင်နေကြပြီလဲအာလာကေးကြကွာအိုးကေးကြပါအောင်ကွာအဲ့ဒီအချိန်မှာမြေခွေးတွေအားလုံးရောက်လာခဲ့တယ်ပြီးတော့ဘိုလားကိုဝိုင်းပြီးတော့ကြိုက်ကြတာပေါ့ကွယ်တစ်ချိန်တည်းမှာပဲဘိုလားရဲ့မိန်းမကနောက်ထပ်ဆင်9ကောင်လောက်ကိုခေါ်လာပြီးတော့အဲ့ဒီမြေခွေးတွေကိုဝိုင်းပြီးတော့ရိုက်တော့တာပေါ့ကွယ်သူတို့ရိုက်နေတဲ့အချိန်မှာပဲမြေခွေးရဲ့လက်ကကျိုးသွားခဲ့တယ်အဲ့ဒီအချိန်ကျမှဘုတ်ဆုံမြေခွေးသူလှုပ်ခဲ့တဲ့အဖြစ်တွေအတွက်တောင်းပန်တော့တာပေါ့အာငါတောင်းပန်ပါတယ်ငါ့ကိုခွင့်လွှတ်ပေးပါမင်းရောမင်းရဲ့အဖွဲ့ရောဒီတောရီမှာတော်တော်ဒုက္ခရအောင်လှုပ်ထားတာမင်းတို့အခုဒီတောရီမှာမနေဘဲနဲ့ထွက်သွားကြမဟုတ်ရင်မင်းတို့ကိုငါတက်လိုက်မှာဟုတ်ကဲ့ပါကျွန်တော်တို့ကိုမတက်ပါနဲ့ကျွန်တော်တို့ထွက်သွားပါမယ်အဲ့လိုပြောပြီးတော့မြေခွေးနဲ့သူတို့အဖွဲအဲ့ဒီနေရာကနေထွက်သွားခဲ့တာပေါ့ကွယ်အဲ့ဒီနောက်တော့တရဝါတွေကဆင်ကိုအရင်ကျေးဇူးတင်ကြတာပေါ့ကွယ်အဲ့ဒီနေရာနေစပြီးတောတစ်ခုလုံးလဲအေးအေးချမ်းချမ်းနဲ့နေသွားကြပါတော့တယ်ပုံပြင်လေးကတော့ဒါပါပဲကွယ်ဒီပုံပြင်လေးကိုကြည့်ရင်ねကိုယ့်ရဲ့အင်အားကိုလူအများအတွက်အသုံးချပြီးလူအများကိုကူညီဖို့အတွက်သာသုံးသင့်ပါတယ်ကိုတယောက်ကောင်းဖို့အတွက်သုံးခဲ့မယ်ဆိုရင်တနေ့နေ့တစ်ချိန်ချိန်မှာဒုက္ခကြီးကြီးရောက်တတ်ပါတယ်နောက်ထပ်ပညာပေးပုံပြင်လေးတွေနဲ့ပြန်လာခဲ့ပါမယ်တတပါကလေးလေးတို့ရေ